အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာဆိုတော့ Forbes ရှင်ကားလေးတွေရှိလာလို့အမေးများတဲ့ကားချစ်သူမိတ်ဆွေများအတွက်ပေါ့နော်ကျွန်တော်တို့ရှိမှာ Forbes ရှင် T77 Pro 2025 model brand new ကျွန်တော်အသစ်တိုင်းစီးနှင်းလို့ရမယ့်ကားလေးတစ်စီးအသစ်ထပ်မှန်ရောက်ရှိလာပါတယ်ခင်ဗျာ 7S ကိုမှကျွန်တော် MD1 line လေးနဲ့ဝယ်ယူရရှိနိုင်မယ်2025 model ကျွန်တော်ကီလိုလေးအနေနဲ့လည်းကီလို4000ဝင်းကျင်လောက်ပဲကျွန်တော်ရှိအောင်ပါဗျာ engine power အနေနဲ့ကလည်း 1.5 ကိုမှတာဖို့ဆိုတော့ကျွန်တော်စီစားလဲတက်တာတဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာကာလာလေးအနေနဲ့ကလည်းကျွန်တော် Titanium Grey ပေါ့နော်ကာလာလေးနဲ့ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီမှာ Forbes T77 Pro ကားလေးဆိုရင်နှစ်စီးရှိမယ်ကျွန်တော်အခုပြသပေးနေတဲ့2025 model လေးနဲ့တစ်စီးရှိမယ်ကျွန်တော်ပြီးတော့ရင်လည်း2022 model ကျွန်တော်အနက်ရောင်ကာလာလေးနဲ့တစ်စီးနှစ်စီးရွေးချယ်ပြီးတော့ဝယ်ရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်အတွင်းကန်းလေးတွေတစ်ချက်ပြသရမယ်ဗျဒါလေးတော့ကျွန်တော်တို့ Forbes T77 Pro ကားလေးအတွင်းကန်းလေးပဲဖြစ်ပါတယ်ခင်ဗျာအတွင်းကန်းထဲမှာကျွန်တော်တို့ driver ဘက်မှာ driver seat motor လေးပါဝင်သွားမယ်ပြီးတော့လည်း CRM မှာကျွန်တော် CRM volume control ခလုတ်လေးတွေပြီးတော့လည်းဒီအနောက်မှာ cruise control ခလုတ်လေးပါဝင်သွားမှာဖြစ်ပါတယ်ခင်ဗျာကီလိုမီတာလေးအနေနဲ့ကတော့ကီလို4105ကီလိုမီတာတော့ရှိပါမယ်ကျွန်တော်လုံးဝအသစ်တိုင်းပဲရှိအောင်ပဲဗျပြီးတော့ရင်လည်း gear position အနေနဲ့ကလည်း auto gear မှာ plus or minus နှစ်မျိုးမောင်းနေပြီးတော့အသုံးပြုလို့ရမယ်ကျွန်တော်ပြီးတော့ရင်လည်းelectronic gear electronic handbrake ကိုအသုံးပြုပေးတဲ့အပြင်ကိုကျွန်တော်ဒီမှာ auto hold system လေးပါဝင်သွားမှာဖြစ်ပါတယ်ခင်ဗျာ aircon နဲ့အနေနဲ့က digital ဖြစ်သွားမယ်အပေါ်မှာဆိုရင်လည်း sunroof moon လေးပါဝင်သွားမယ်ကားမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာထိုင်ကုန်တွေအနေနဲ့ကလည်း all leather series ကိုအသုံးပြုပေးတဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီကားလေးကဆိုရင်တော့ SUV ကားအမျိုးအစားဆိုရင်လုံးဝလူနဲ့ကားနဲ့တသားတည်းကြတဲ့ကားလို့လည်းပြောလို့ရတယ်ကိုမက် SUV အမျိုးအစားလေးပေါ့နော်အထဲမှာစီးလိုက်မယ်ဆိုတော့ကျွန်တော်လုံးဝဝဝလေးစီးလို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုလဲနောက်ခန်းမှာဒူကောင်းအေးကုန်းလေးပါဝင်သွားမယ်ကျွန်တော်ဒီအနောက်ခန်းကတော့ Harron နဲ့ Leron တွေပါကျွန်တော်တို့ကြဲကြဲဝန်းဝန်းနဲ့ရှိမယ်ဗျဒါလည်းတော့2025 model ကားလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီနောက်ခန်း cargo space လေးချက်ပြတိုင်းမယ်အနောက်မှာဆိုရင်တော့ဒီကားလေးကကျွန်တော်တို့နောက်ဘုံမော်တာလေးပါဝင်သွားမှာပဲဖြစ်ပါတယ်ဒီနောက်ခန်း cargo space လေးကလည်းတော်တော်လေးကိုကျယ်တယ်ဗျကျွန်တော်တို့ last gate အနေနဲ့ကကျွန်တော်3လုံးလောက်ထိကိုကျွန်တော်တို့ဆန်တယ်ကျွန်တော်ဒီအပေါ်ကဒီအပေါ်ပါးလေးပေါ့နော်အပေါ်ပါးလေးကျွန်တော်တင်လို့ရတယ်ဗျဒီလိုချိတ်ထားလိုက်ပြီးတော့အယုတ်ကလေးတွေပါလေးတင်မယ်ဆိုလဲတော်တော်လေးကိုစင်ပြေတဲ့ကားမျိုးစားလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ခုပြပေးခဲ့တဲ့ Forbes T77 Pro ကားလေးကိုမိတ်ဆွေတို့အနေနဲ့ကြိုက်နေတဲ့လို့လာရောက်ဝယ်ယူအားပေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကွန်ကားနုပညာကားဆေးစင်တာမှာမျက်မြင်ကြည့်ရှုလာရောက်စစ်ဆေးပြီးတော့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့2025 model ဖြစ်သွားတဲ့အတွက်ကြောင့်မလို့မီလုံးမီကွက်တွေကျွန်တော်အလွိုင်းတွေပြီးတော့လည်းကျွန်တော်360ကင်မရာပါလေးတွေပြောင်းလဲသွားမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ